လူတယောက်ကိုစိတ်ကြည်ယုံနေတဲ့သူ့ရဲ့စိတ်ဓာတ်ကိုညှို့ယူဖြစ်စီပြလို့ရတဲ့နည်းလမ်းရှိတာမြင်သိလားဒါကိုစိတ်ပညာမှာ the predator gaze လို့ခေါ်တယ်မင်းတစ်ဖက်လူကိုကြည့်တဲ့အခါမျက်လုံးချင်းစုံယုံနဲ့မရပါနဲ့သူ့ရဲ့မျက်ခုံးနှစ်ခုကြားက third eye လို့ခေါ်တဲ့နေရာကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပါပြီးရင်မျက်တောင်မခတ်ပဲဖြည်းဖြည်းချင်းသူ့ရဲ့ညာဘက်မျက်လုံးပြီးရင်ဘယ်ဘက်မျက်လုံးကိုကြည့်ပါဒီလိုအကြည့်မျိုးဟာဒရိက္ဆန်လောကမှာအမဲလိုက်တော်မဲ့တာရဲတွေသုံးတဲ့အကြည့်မျိုးပဲတစ်ဖက်လူရဲ့မသိစိတ်ထဲမှာမင်းဟာသူတို့ထပ်ပိုပြီးအာနာရှိတဲ့သူပိုပြီးအန်တရဲ့များတဲ့သူလို့အလိုလိုတတ်မှတ်သွားစေလိမ့်မယ်သူတို့မင်းကိုကြည့်ရတာစိတ်မသက်သာဖြစ်ပြီးအကြည့်လွဲသွားပါလိမ့်မယ်အရေးကြီးဆုံးကအကြည့်လွဲတဲ့အခါဘေးဘက်ကိုမလွဲပါနဲ့အပေါ်ကိုဒါမှမဟုတ်အောက်ကိုပဲဖြည်းဖြည်းချင်းလွဲပါဘေးဘက်ကိုလွဲတာဟာကြောက်ရွံ့ခြင်းရဲ့လက္ခဏာဖြစ်ပြီးအပေါ်အောက်လွဲတာဟာမင်းကသူ့ကိုအကဲခတ်နေတယ်ဆိုတဲ့လက္ခဏာပဲမင်းရဲ့ဩဇာအာဏာကိုစမ်းသပ်ခြင်းသလား gaze လို့ comment ရေးခဲ့ပါ the head and mind ကို follow လုပ်ထားဖို့မမေ့နဲ့